Hello，大家好，今日咧俾上話家己一波噶，မြန်မာစကုံလေးတွေကိုတရုတ်လိုဘယ်လိုပြောရလဲဆိုတာမျှဝေခြင်းနဲ့စကုံလေးတွေကိုတည်ထားခဲ့မယ်ဆိုရင်ကိုကတရုတ်တငယ်ချင်းတွေနဲ့စကားပြောတဲ့အခါမှာကိုပြောချင်တဲ့စကားလုံးရဲ့အတိတ်ပဲကိုလိုရင်းတိုရှင်းနဲ့ထိထိရောက်ပြောနိုင်လိမ့်မယ်အဲ့တော့ကိုကဒါလေးတွေကိုတည်ထားရင်ကိုအတွက်ပို့ပြီးတော့အကျိုးရှိမယ်လို့မျှော်လင့်နေပေါ့နော်အဲ့တော့အတူတူလေ့လာလိုက်ကြအောင်နံပါတ်1အနေနဲ့ကကြတော့အေးတူပူများဆိုရင်有福同享有难同当有福同享有难同当နံပါတ်2ကကြတော့ရောမမှာနေရင်ရောမလူကျင့်入鄉隨俗入鄉隨俗ရောမမှာနေရင်ရောမလူကျင့်နောက်ခုနံပါတ်3ကကြတော့စကားများရင်အမားပါတယ်စကားများလေအမားများလေပေါ့နော်အဲ့တော့言多必失言多必失နံပါတ်4ကကြတော့များတစ်စင်းနဲ့ညက်နှကောင်ပြစ်နိုင်တယ်ဆိုရင်一箭双雕一箭双雕နံပါတ်5ကကြတော့ကိုမမြင်ချင်းမတွေ့ချင်တဲ့လူကိုပြောလို့ရတာပေါ့နော်အဲ့ဒါကကြတော့မမြင်ရလေအီလီဆိုတဲ့စကားလုံးပေါ့အဲ့ဒါဆိုလို့ရှိရင်眼不见心不烦眼不见心不烦နောက်ဆုံးတစ်ခုက听会မကြုံရေခတ်ကြုံ听会မကြုံရေခတ်ကြုံဆိုတာကိုတရုတ်လိုက抬头不见低头见抬头不见低头见ကောင်းပြီအဲ့ဆိုရင်ဒီနေ့ဗီဒီယိုကဒီလောက်ပဲနောက်မှပြန်တွေ့ရအောင်拜拜再见